ကြောင်းလေးကျွန်တော်ဒီစားပစ်လုံနဲ့ညီကိုတွေကိုကျွန်တော်ကြံကြံတစ်ခုပေးချင်တာကျွန်တော်ဒီမြည်သည့်ပင်မျိုးစားပစ်လုံမယ်ဆိုရင်အရင်ဆုံးဖြုတ်ကမှာပတိပေါ့နော်ပတိကိုမဖြစ်မနေရင်ဖြုတ်ပြီးတော့မှလိုအပ်တဲ့စားပစ်ကိုလုံပါနော်ပြီးတော့ကျွန်တော်ဒီလိုအပ်တာတွေကိုချက်ရိုက်တဲ့နဲ့ပို့လို့စေးတင်စေးပေါ့နော်ဥပမာရိုက်ထားတဲ့ရိုက်ထားဒါတော့ ABS unit ဒါတော့ emo ပေါ့နော်ပြောချင်တာနောက်တစ်ခုကကျတော့ကာမွန်ကျိုးပေါ့နော်လီလန်ဘိန်းတွေတော့များဖြစ်တဲ့ယောဂလီလန်ဘိန်းတွေတော့များသူများနိုင်ငံမှာရထားတာပေါ့နော်သူ့ဘာရင်သူဘိန်းဘလောက်ချောကောင်းကောင်းကာဗွန်ဂျိုးကီလိုဘလောက်နည်းနည်းမြန်ကာဗွန်ဂျိုးကတက်တယ်ပေါ့နော်အဲ့ဒါကိုမစေးပဲနဲ့စီးတဲ့ခါကျရင်ဥပမာဘားကြိုက်တွေနာအဓိကဘားပေါ့နော်ဘားပြဿနာတက်တာဘားတွေနာတဲ့ဘားကြိုက်တွေနာတယ်ပေါ့နော်အဲ့ဒီမှာတချို့ဆိုရင်ဘားဖမ်းပြီးတော့ကာဗွန်ဂျိုးကတ်တာအောင်မသိပဲနဲ့လီလန်ဘိန်းအကျဉ်းဆိုပြီးတော့ကောက်စီးလာအဲ့မှာလမ်းမှာဘားဖမ်းပြီးတော့ဘားကောက်သွားတာတွေပိစနဲ့ဘားနဲ့တိုက်ပြီးတော့ဘားကောက်သွားပြီးပြန်လာတယ်အဖြစ်များတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကမြည်သည့်ဘိန်းမစုပေါ့နော်ကျွန်တော်တို့ဒီကီလို2000ကျော်3000ပုံမှန်စီးနေတဲ့ဘိန်းဆိုကီလို2000ကျော်3000ဆိုရင်ကာဗွန်ဂျိုးမဖြစ်မနေစီးဖို့လိုတယ်လေလံဘိန်းတွေဆိုလည်းကာဗွန်ဂျိုးမစီးရတော့အရင်ရောက်ချင်းအဲဖစ်တာကိုဖြုတ်ပြီးချက်ဆို့လိုတယ်ပေါ့နော်ကာဗွန်ဂျိုးကြီးများနေလားကာဗွန်ဂျိုးဆိုတော့လေကျွန်တော်တို့ကာဗွန်စီရပဲဖြစ်တာပဲသူများနိုင်ငံမှာတည့်တဲ့အတိုင်းစီတွေကိုကမစီးပဲနဲ့ရထားတာလေနော်အဲ့ဒီခါကျရင်အိုက်စီဂျိုးတွေကအရန်ဒုက္ခပေးတယ်ဗျကျွန်တော်ခုနောက်ပိုင်းတော်တော်များများပြင်နေရတာအဲ့တချို့ဟိုတယ်နဲ့ဆိုဘိန်းတစ်ဘိန်းကာဗွန်ဂျိုးကတ်ပြီးတော့ဘားပါကောက်တာနော်အဲ့လိုမျိုးတွေဖြစ်မှာဆိုလို့ကာဗွန်ဂျိုးဂယူးဆိုင်စီခြင်းနဲ့ပြီးတော့အင်ဂျင်က performance လည်းကာဗွန်ဂျိုးစီးလိုက်တဲ့ခါကျရင်တော်တော်လေးကိုတီးတီးတာပြောင်းလဲသွားတယ်ပေါ့နော်ကြက်ခိုင်မှုအားရောရေခံမှုအားရောပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်